ဖြည့်ချင်းလေးရတော့ကျွန်တော်မကွေးမျိုးဆရာနေမျိုးလေးကိုယ်တိုင်ရေးသားပြီးတော့တိကျထားတဲ့သင်းလေးဖြစ်ပါတယ်လက်ခုပ်တည်းလေးလုံးပါအောင်